ကျမအနေနဲ့ US မှာသူနာပြုတယောက်အနေနဲ့လုပ်ရတဲ့အတွေ့အကြုံလေးတွေကိုဒီနေ့အနေပြောပြပေးသွားပါမယ်။ကျမနာမည်ကတော့ဇာကြည်လိုင်းဖြစ်ပါတယ်။ကျမက US မှာသူနာပြုတယောက်အနေနဲ့အလုပ်လုပ်ကိုင်နေတဲ့သူတယောက်ဖြစ်ပါတယ်။ US မှာသူနာပြုက2မျိုးရှိပါတယ်။တစ်ခုက license vocational nurse နဲ့ register nurse ဆိုပြီးတော့2မျိုးရှိတယ်ပေါ့နော်။ဒီ2မျိုးကဘာတွေကွာလဲဆိုတော့သူတို့လုပ်ကင်ရတဲ့အလုပ်ကင်နဲ့တာဝန်ဝတ္တရားတွေကွာပါတယ်ဒီအကြောင်းနဲ့ပတ်သက်ပြီးအသေးစိတ်ကိုကျမရဲ့ YouTube channel လေးမှာပြောပြထားပြီးသားဖြစ်ပါတယ် Register Nurse တယောက်အနေနဲ့ကဒီ IV ကနေပြီးတော့အကျိုးစီးတွေကိုသွင်းရတာတွေကိုတာဝန်အများကြီးယူရပါတယ်တလုံးကြက်မှတ်ဆောင်မှာဆိုလို့ရှိရင်ကျမတို့ဒီ blood pressure medication တွေနောက်ပြီးနှလုံးခုန်နှုန်းနဲ့ပတ်သက်တဲ့ဆေးတွေကို IV ကနေပြီးတော့ကျမတို့ဒါ IV push မဟုတ်ပါဘူး IV drip အနေနဲ့ဒါ pump တွေကနေပြီးတော့ပေးရတာတွေရှိတယ်ဒါတွေဆိုရင် register nurse တွေကပဲလုပ်ပိုင်ခွင့်ရှိတယ် US မှာဆိုလို့ရှိရင်ကျမတို့ inpatient ပေါ့အတွင်းလူနာရှိတယ် outpatient ပြင်ပလူနာဌာနရှိတယ်အတွင်းလူနာဌာနဖြစ်တဲ့ဆေးရုံတွေမှာလုပ်ဖို့ဆိုလို့ရှိရင်သူနာပြုတယောက်အနေနဲ့က register nurse ဖြစ်ကိုဖြစ်ရပါမယ်ဘာဖြစ်လို့လဲဆိုတော့အတွင်းလူနာဌာနတွေမှာကအများဆုံးကဆေးတွေကိုကျမတို့ကအကျိုးဆေးကပဲပေးကြတာများတယ်ကျမတို့ပိုးသက်ဆေးတွေပေးမယ်သွေးတွေသွင်းပေးမယ်နောက်ပြီးတော့ကျမတို့ electrolyte replacement လို့ခေါ်တဲ့ magnesium potassium တွေကို IV ကနေပြီးတော့ drip တွေနဲ့ချိန်မယ်နောက်တစ်ခုကကြတော့ကျမတို့ fluid တွေပေါ့နော်ဥပမာ normal saline တွေရှိမယ် lactated ringer တွေကျမတို့ပေးမယ်တစ်ပေါ့နော် morphine တို့ dilaudid တို့ဒါတွေကိုဆိုလဲကျမတို့ IV ကနေအများဆုံးပေးတာဖြစ်ပါတယ်ဒါကြောင့်မို့လို့အတွင်းလူနာဌာနမှာလုပ်မယ်ဆိုရင်ကျမတို့အနေနဲ့ register nurse ဖြစ်ကိုဖြစ်ရမှာဖြစ်ပါတယ်register nurse တယောက်ဖြစ်ဖို့ကပထမဦးဆုံးကျမတို့သင်တန်းကျောင်းပြီးရမယ်သင်တန်းကျောင်းပြီးသွားတဲ့အခါမှာကိုအလုပ်လုပ်မဲ့ပြည်နယ်မှာကျမတို့ license ထပ်ဖြည့်ရမယ်ပေါ့နော်သင်တန်းကျောင်းပြီးသွားရုံနဲ့မရဘူးကျမတို့ဒီ license ကိုထပ်ဖြည့်ရအောင်မယ် license အောင်ပြီးမှသာလျှင်ကျမတို့အလုပ်လုပ်ခွင့်ရှိပါတယ်အတွင်းလူနာဌာနတွေမှာအလုပ်လုပ်တဲ့အခါမှာကျမတို့ BLS လို့ခေါ်တဲ့ basic life support ဆိုတာမဖြစ်မနေကျမတို့ရှိကိုရှိထားရမှာဖြစ်တယ်ဒီ BLS ကိုလည်းကျမတို့တွေကနှစ်တစ်ကြိမ်ကိုတက်တန်းတိုးရပါတယ်ထို့အတူကျမတို့ရဲ့ nursing license တွေသူနာပြု license တွေကိုလည်းနှစ်တစ်ကြိမ်တက်တန်းတိုးရတယ် ICU မှာလုပ်တဲ့သူနာပြုတွေဆိုတာ ACLS ကိုမဖြစ်မနေယူရမယ် ACLS ကကြတော့ BLS တက်ပို့ပြီးတော့မြင့်ပါတယ်အဲ့ဒါကတော့ advanced cardiac life support ဖြစ်ပါတယ်ဆေးရုံတွေမှာကျမတို့သူနာပြုတွေကလူနာတွေကိုဘယ်လိုပြုစုစောင့်ရှောက်လဲဆိုတာဆက်ပြီးပြောပြသွားပါမယ် US ကဆေးရုံတွေမှာလူနာနဲ့သူနာပြုကို ratio နဲ့ကြည့်ပါတယ်ဆိုတော့လူနာ3ယောက်ကိုသူနာပြု1ယောက်ပေါ့နော်လူနာဘယ်နှယောက်ကိုသူနာပြု1ယောက်ကပြုစုဖို့ဆိုတာဘယ်လိုဆုံးဖြတ်လဲဆိုတော့လူနာတွေကိုဘယ်လောက်အနီးကပ်ပြုစုစောင့်ရှောက်ဖို့လိုတဲ့အပေါ်မှာမူတည်ပြီးတော့ကျမတို့ဒါဆုံးဖြတ်တာပါဆိုဥပမာကျမတို့ ICU ဆိုလို့ရှိရင်အင်မတန်မှဒါလူနာတွေကဖျားနာတဲ့လူနာတွေပေါ့နော်တချို့တွေဆိုရင်ဒါအသက်ရှူတာက van နေနဲ့သူတို့အသက်ရှူရတယ် van နေနဲ့အသက်ရှူရတဲ့အပြင်ဒါတကယ်ကိုမှအသက်ကိုမနှဲလူနေရတဲ့လူနာတွေဖြစ်တဲ့အတွက်ကြောင့်သူနာပြု1ယောက်ဆိုရင်လူနာ2ယောက်ပြုစုရပါတယ်အကယ်၍အဲ့ဒီထဲ ICU ထဲ level နည်းနည်းနှိမ့်သွားပြီးရိုးရိုး IMCU ပေါ့ IMCU ဆိုတာကျမလက်ရှိအလုပ်လုပ်နေတဲ့ intermediate care unit ဖြစ်တယ်ပေါ့နော်အဲ့ဒီမှာဆိုရင်တော့လူနာတွေကအနီးကပ်ပြုစုစောင့်ရှောက်ဖို့တော့လိုသေးတယ်ဒါပေမဲ့ ICU လောက်တော့တိတ်မခက်ခဲတဲ့အတွက်ကြောင့်လူနာ3ယောက်သူနာပြု1ယောက်ဖြစ်တယ်ဒါကျမUS မှာဆိုလို့ရှိရင်ဒါ duty ချိန်က12နာရီ duty ချိန်ဖြစ်တယ်မနက်9နာရီဝင်ပြီးည9နာရီမှထွက်ရတယ်ဒါကျမတို့မနက်9နာရီ duty ချိန်စပြီဆိုလို့ရှိရင်ပထမဦးဆုံးကျမတို့သူနာပြုအချင်းချင်းဒါ report ပေးတယ်ပေါ့ report ဆိုတာကကျမတို့နေ့ဆိုင်နဲ့ညဆိုင် duty လွှဲချိန်ဖြစ်ပါတယ်ညဆိုင်သူနာပြုတွေကနေပြီးနေ့ဆိုင်သူနာပြုတွေကိုဒါသူတို့ညအချိန်မှာဒီလူနာနဲ့ပတ်သက်ပြီးပြောင်းလဲတဲ့အခြေအနေတွေအကုန်လုံးကိုကျမတို့ကို report ပေးတယ် report ပေးတဲ့အထဲမှာဒီလူနာကဒီလူနာရဲ့သွေးပေါင်ချိန်တွေအဖျားတက်ရင်ဖျားတက်တယ်အကယ်၍ဆရာဝန်တွေကဒီလူနာနဲ့ပတ်သက်ပြီးတခြားသောညွှန်ကြားချက်တွေပေးတယ်ဆိုရင်ဒီညွှန်ကြားချက်တွေလည်းကျမတို့ကိုသူတို့ဒါပြောပြတယ်ပေါ့နော် report ယူပြီးသွားပြီဆိုရင်ဒါကျမအနေနဲ့လူနာတွေရဲ့ chart တွေကိုကျမ review လုပ်တယ်ပေါ့နော်ဘယ်လို review ဘယ်လိုအချက်လက်တွေကိုကျမ review လုပ်လဲဆိုရင်ဒီလူနာဒီဘယ်နေ့ကဆေးရုံကိုရောက်လာတာလဲဘာယောဂနဲ့ရောက်လာတာလဲဒီလူနာနဲ့ပတ်သက်ပြီးဆရာဝန်တွေကဘာတွေလုပ်ပေးပြီးသွားပြီလဲပေါ့ဥပမာလူနာရဲ့ယောဂနဲ့ပတ်သက်ပြီးတော့ X-ray တွေ MRI တွေ CT scan တွေရိုက်ပြီးပြီလားဒါမျိုးတွေပေါ့ရိုက်ပြီးပြီဆိုရင်လည်း
ဒီအဖြေတွေရဲ့ရလဒ်တွေကိုကျမတို့သိရတယ်သိပြီးလို့ရှိရင်ဒီအဖြေတွေရဲ့ရလဒ်တွေပေါ်မှာမူတည်ပြီးဆရာဝန်တွေကဘာတွေကုထုံးတွေပေးထားလဲဆိုတာဒါကျမတို့အကုန်လုံးကိုပြုစုမဲ့လူနာတွေနဲ့ပတ်သက်ပြီးမဖြစ်မနေသိရမယ့်အချက်လက်တွေဖြစ်ပါတယ်။ဆရာဝန်တွေကလေသူတို့ round တွေလှည့်တယ် round တွေလှည့်ပြီးဆိုရင် round လှည့်ပြီးသွားပြီးဆိုရင်တချို့လူနာတွေကိုကြည့်တယ်တက်ခွဲခန်းအဖြေတွေကိုကြည့်တယ်ကြည့်ပြီးတော့ဥပမာသူတို့အနေနဲ့တက်ခွဲခန်းအဖြေတွေအရသွေးသွင်းဖို့လိုတဲ့လူနာကိုသွေးသွင်းဖို့လိုတဲ့အကြောင်းဥပမာ electrolyte replacement လိုရဲဆိုရင်ဒီလူနာကို electrolyte replacement ပေါ့ကျွန်မစောစောကရှင်းပြသွားသလိုပဲ magnesium potassium ဒါမျိုးတွေလိုအပ်တာတွေကိုသွင်းပေးဖို့အတွက်ကျွန်မတို့ကိုညွှန်ကြားချက်ပေးပါတယ်ကျွန်မလူနာတယောက်က hemoglobin level ကဒါ 7.0 အောက်ကိုရောက်သွားပြီပေါ့အဲ့ဒါဆိုရင်ဒါသွေးသွင်းဖို့လိုအပ်လာပြီဆိုလို့ရှိရင်ဒါဆရာဝန်ကသူကဒီလူနာကိုသွေးတယူနစ်သွင်းလိုက်ပါဆိုပြီးတော့ဒါညွှန်ကြားချက်ပေးလာတယ်ပေါ့နော်ဒီလိုညွှန်ကြားချက်ပေးပြီးဆိုရင်ဆရာဝန်ကအဲ့လိုမျိုးညွှန်ကြားချက်ပေးလိုက်ပြီးဆိုတာနဲ့ဒီ information ကကျမတို့ဆေးရုံကသွေးဘဏ်ကိုလည်း notification တက်တယ်ကျမစီကိုလည်း notification တက်တယ်ဒါဆိုရင်ကျမသွေးသွင်းဖို့ပြင်ဆင်ရပြီပေါ့ပထမဆုံးချိန်နဲ့ကျမသူနာပြုတယောက်အနေနဲ့ကျမလူနာကိုသွေးမသွင်းခင်သိရမယ့်အချက်ကဘာလဲဆိုတော့ဒီလူနာစီက consent ရဖို့အရေးကြီးတယ် consent ဆိုတာကလူနာနေပြီးကျမတို့ကိုသွေးသွင်းခွင့်ပေးပြုထားတဲ့ဒါဆောင်ရွက်စာတမ်းတစ်ခုဖြစ်ပါတယ် US မှာအလုပ်လုပ်နေတဲ့ကျန်းမာရေးဝန်ထမ်းအနေနဲ့ဒါဆရာဝန်ပဲဖြစ်ဖြစ်သူနာပြုပဲဖြစ်ဖြစ် consent ဆိုတာအရင်အရေးကြီးပါတယ်လူနာကသူ့ကိုကုသခွင့်ပြုတဲ့ခွင့်ပြုချက်သူ့ကိုသွေးသွင်းတဲ့အခါမှာသွေးသွင်းဖို့ခွင့်ပြုချက်ဆိုတဲ့ဒီဆောင်ရွက်စာတမ်းတစ်ခုကပြီးထားရမယ်ပေါ့နော်အဲ့တော့ဒါကပြီးမပြီးကျမနံပါတ်1အချက်ကြည့်ပါတယ်နံပါတ်2အချက်ဒီလူနာဒီရခင်ကသွေးသွင်းဘူးခြင်းရှိမရှိကျမလူနာကိုမေးတယ်တချို့လူနာတွေကပထမဦးဆုံးချိန်သွေးသွင်းတဲ့အခါမှာ reaction ဖြစ်တတ်တယ်အဲ့လို reaction ဖြစ်ပြီးဆိုကျမအနေနဲ့ဘယ်လိုတွေဆက်လုပ်ရမလဲဆိုတော့ကိုကကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်လူနာကိုသွေးသွင်းဖို့ညွှန်ကြားချက်ပေးလိုက်ပြီးဆိုတာနဲ့ကျမတို့နောက်ထပ်ညွှန်ကြားချက်တစ်ခုကထပ်တွဲပြီးလာတယ်blood administration infusion reaction ပေါ့သွေးသွင်းလိုက်တာနဲ့ပတ်သက်ပြီးလူနာက reaction ပေါ်လာတဲ့အခါမှာကျမတို့သူနာပြုတွေကချက်ချင်းဘာတွေဆက်လုပ်ရမလဲဆိုတဲ့ညွှန်ကြားချက်တွေကဒါနောက်ဆက်တွဲပါရမှာဖြစ်ပါတယ်အကယ်၍ကျမတို့ကသွေးသွင်းလိုက်ပြီးလူနာက reaction ဖြစ်ပြီးဆိုရင်ဆရာဝန်ကသူရုံးခန်းထဲမရှိဘူးဆရာဝန် round လှည့်နေပြီဆိုလို့ရှိရင်ဒါကျမတို့ဒါပြပြီပေါ့နော်ဒါတွေကဒီဘက်မှာကဒါ standard of care မဟုတ်ပါဘူးကျမတို့ဒီလိုမျိုးသွေးသွင်းပြီဆိုလို့ရှိရင်နောက်ဆက်တွဲဒီသွေးသွင်းတာနဲ့ပတ်သက်ပြီး reaction တွေပေါ်လာတဲ့အခါမှာဘာတွေဆက်လုပ်ရမလဲဆိုတဲ့ညွှန်ကြားချက်ဆိုတာကိုဆက်တွဲပြီးပေးရပါမယ်တခါတလေဆရာဝန်တွေကသူတို့ကအခုမှဆေးကြောင်းပြီးလာတယ်ဒါ residence တွေရှိတယ်ကျမတို့ဆေးရုံမှာ senior residence တွေရှိတယ်ပေါ့နော်သူတို့တွေဆိုလို့ရှိရင်ဒါဒီ system တွေနဲ့အသားမကျသေးတဲ့အခါကြလို့ရှိရင်ဒါဒီညွှန်ကြားချက်တွေပေးဖို့သူတို့ဒါကြံသွားတက်တယ်ဒီလိုကြံသွားပြီဆိုရင်ကျမသူနာပြုတယောက်အနေနဲ့ဆရာဝန်တွေကိုကျမတို့ reminder ပေးရပါတယ်ဟာဆရာကျမ reminder ကျမဆိုရင်ဒါ chat message ပို့လိုက်တယ်သွေးသွင်းဖို့ညွှန်ကြားချက်တော့ကျမတွေ့တယ်ဒါပေမဲ့ဒီသွေးသွင်းတာနဲ့ပတ်သက်ပြီးတော့ reaction ဖြစ်တဲ့ညွှန်ကြားချက်မတွေ့သေးဘူးအဲ့ဒါလေးထပ်တိုးပေးပါအောင်ဆိုဆရာဝန်သူလုပ်ဖို့လိုအပ်တယ်ဆိုတာသိသွားပြီဆိုလို့ရှိရင်သူဒါညွှန်ကြားချက်ထပ်ပေးလိုက်တယ်ပေါ့နော်အဲကျမတို့သူနာပြုတွေနဲ့ဆရာဝန်တွေနဲ့ဆိုတာကဆေးရုံတွေမှာအလုပ်လုပ်တဲ့အခါမှာတယောက်နဲ့တယောက်ကအပေးယူတွေအများကြီးတည့်နေရတယ်။ဘာကြောင့်လဲဆိုတော့နောက်ဆုံး at the end of the day ကျမတို့ကလူနာတွေကိုပြုစုနေရတာဖြစ်တယ်ပေါ့နော်။သူမဲ့သွားတာကိုသတိပေးလိုက်တယ်။ဒါကျမတို့ရဲ့တာဝန်ထဲမှာပါတယ်။ကျမတို့ကဆရာဝန်တွေကိုဆရာလုပ်တာမဟုတ်ပါဘူး။အကယ်၍သူမဲ့သွားတာကိုသတိမပေးဘူးဆိုရင်ဒါကိုတာဝန်ကိုမကြေတာဖြစ်ပါတယ်။ဒါကကျမတို့သူနာပြုတွေအနေနဲ့ဒီဘက်မှာကနားလည်ရမှာဖြစ်ပါတယ်။ကျမတို့အလုပ်လုပ်တဲ့ဆေးရုံတွေမှာ policy ဆိုတာရှိတယ်ဆေးရုံတိုင်းမှာသူတို့ဆေးရုံရဲ့ policy ဆိုတာရှိရတယ်ပထမဦးဆုံးသွေးသွင်းပြီးဆိုရင်ကျမတို့ဆေးရုံရဲ့ hospital policy ပါလဲကျမအရင်ဆုံးကြည့်တယ်ဘာလဲဆိုတော့ဥပမာသွေးသွင်းပြီးဆိုလို့ရှိရင်သွေးဘဏ်ကနေပြီးသွေးမဲ့သွေးကိုထုတ်လာတာနဲ့15မိနစ်အတွင်းကျမတို့လူနာကိုဒါကျမတို့စပေးရမှာဖြစ်တယ်15မိနစ်အတွင်းလူနာကိုပေးရမယ်ပြီးရင်လူနာကိုစပေးပြီးတာနဲ့4နာရီအတွင်းအဲ့ဒီသွေးအိတ်ကိုအပြတ်ပေးရမှာပါဒါကျမတို့ဆေးရုံရဲ့ policy ဖြစ်ပါတယ်သွေးသွင်းတာနဲ့ပတ်သက်ပြီး hospital ရဲ့ policy ထဲမှာဘာပါလဲဆိုတော့သွေးမသွင်းခင်သွေးစသွင်းပြီး15မိနစ်
နောက်ပြီးတော့သွေးအိတ်လုံးလုံးဝကုန်ပြီးသွားတဲ့အချိန်ကြာလို့ရှိရင်ကျမတို့ကိုယ်အပူချိန်ယူရမယ်သွေးပေါင်ချိန်ယူရမယ်အသက်ရှူနှုန်းယူရမယ်နှလုံးခုန်နှုန်းယူရမယ်ပြီးလို့ရှိရင်လေလူနာကဒီသွေးနေတဲ့အချိန်မရွေးပြောင်းလဲလာနိုင်တဲ့လူနာရဲ့အခြေအနေကိုလည်းကျမတို့အနီးကပ်စောင့်ကြည့်နေရမှာဖြစ်ပါတယ်အကယ်၍သွေးတဲ့အခါမှာလေသွေးကိုဘယ်လောက်နှုံးသွင်းမှလဲရှိတယ်ကျမတို့သူနာပြုတွေမှာ rate ဆိုတာရှိတယ်ပေါ့နော် rate ဆိုတာကကျမတို့တနာရီကိုဘယ်လောက်မီလီလီတာပေးမလဲဆိုတာရှိပါတယ်အကယ်၍ကြောက်ကက်သမားတွေဆိုရင်ဒါ fluid အများကြီးရိုင်းနေသွင်းလို့မရဘူးသူတို့ကိုဆိုကျမတို့မြန်သွင်းလို့မရဘူးဖြည်းဖြည်းသွင်းရမှာဖြစ်ပါတယ်တာမန်လူတွေအထူးသဖြင့်တချို့အသက်ကြီးတဲ့လူတွေဆိုရင် fluid တွေကိုမြန်သွင်းပေးလို့မရဘူးဒါတွေကိုလည်းကျမတို့တည်ထားရမှာဖြစ်ပါတယ်လူနာတွေဒီ infusion reaction ဆိုတာပေါ်တတ်တယ် infusion reaction ဆိုတာကကျမတို့ mild ဖြစ်နိုင်တယ် moderate ဖြစ်နိုင်တယ် severe ဖြစ်နိုင်တယ် mild ဆိုတာကရိုးတာမန်လေးဆိုတာနည်းနည်းလေးပူရှိန်ဖြစ်လာတာလေးမျိုးပေါ့ဥပမာ moderate ကကြတော့ကျမတို့နည်းနည်းအသားလေးတွေရားလာတာမျိုးဖြစ်လာပြီတိတ်ပြီးတော့အန်ဂျင်တလို့ဖြစ်လာတယ်မူးကျင်တလို့ဖြစ်လာပြီ severe ဆိုတာကတော့ကျမတို့လုံးဝကိုမရတော့ဘူးအသက်ရှူကျက်လာပြီ chest pain တွေဖြစ်လာပြီတကိုယ်လုံးကခန္ဓာကိုယ်ကြီးတစ်ခုလုံးကပူသလိုဖြစ်လာပြီဒါတွေကလူတစ်ယောက်ဖြစ်တိုင်းနောက်လူတစ်ယောက်ဖြစ်မယ်လို့လည်းပြောလို့မရဘူးပေါ့တစ်ယောက်နဲ့ကကွာပါတယ်အဲ့တော့ဒီလိုမျိုး infusion reaction ဖြစ်လာပြီဆိုရင်ကျမတို့သူနာပြုတွေအနေနဲ့ကဘလို့ level မှာဘလို့ဆေးတွေပေးရမလဲဆိုတာကအချိန်အနည်းကကြည့်ပြီးတော့ကျမတို့ချက်ချင်း action ယူရမှာဖြစ်ပါတယ်ဒါတွေဒီကျမတို့ register nurse တွေရဲ့တာဝန်တွေဖြစ်ပါတယ်လူနာက reaction ဖြစ်နေတဲ့အချိန်မှာကျမတို့ဆရာဝန်ကိုလိုက်ရှာနေမယ်ဆိုရင်ဒါကျမတို့အတွက်အခြေအနေကအရန်နောက်ကျသွားပြီပေါ့နော်ဒါကြောင့်အရေးကြီးတာက US မှာအလုပ်လုပ်တဲ့သူနာပြုတွေအတွက်အရေးကြီးတာဒီဆေးရုံရဲ့ policy တွေကိုသိဖို့အရန်အရေးကြီးတယ်ဥပမာပြောရမယ်ဆိုလို့ရှိရင်ကျမတို့ကားမောင်းတဲ့အခါမှာကားရဲ့ traffic စီကံတွေသိရတယ်လို့ပဲပေါ့အမြန် highway ပေါ်မှာဘယ်လောက်နှုံးနဲ့မောင်းရမလဲကျမတို့ဆေးရုံဆေးကန်းနဲ့ကလေးတွေကြောင်းသားမှာဘယ်လောက်နှုံးနဲ့မောင်းရမလဲဒီလိုမျိုးရင်စည်းကမ်းလမ်းစည်းကမ်းတွေသိတယ်လို့ပဲကျမတို့ဆေးရုံတွေမှာလုပ်နေတဲ့သူနာပြုတွေဒီလေဆေးရုံရဲ့ policy တွေကိုသိရမယ်နောက်လူနာရဲ့အခြေအနေပေါ်မူတည်ပြီးအချိန်နဲ့အမျှဘယ်လိုမြန်ဆန်ပြုစုပေးရမလဲဆိုတာကိုကျမတို့ကသိနေရမှာဖြစ်ပါတယ်